စေဆရာတော်ဘုရားကျမ်းမာပါစေချမ်းသာပါစေနာဝန်ကိုအာကုံစွာဆောင်ရွက်နိုင်ပါစေနာဝန်ကိုအာကုံကဆောင်ရွက်နိုင်ပါစေဆရာတော်ဘုရားကျမ်းမာပါစေချမ်းသာပါစေနာဝန်ကိုအာကုံစွာဆောင်ရွက်နိုင်ပါစေသာသနာဝန်ကိုအာကုံကဆောင်ရွက်နိုင်ပါစေသာဘုရားတပည့်တော်မှာအခမ်းအနားစရိတ်ဆောင်ရွက်ပြုတော်မူပါဗျာအခမ်းအနားစီစဉ်အရာဆရာတော်ဘုရားကြီးဟောကြားဖြစ်မြင့်သောနိဟုပူဇာမင်္ဂလာဩဝါဒပဒါတရားနှင့်လူဒန်းမှုအစုစုတို့ကိုရည်သက်ကြအမြပေးဝေပေးပါရဘုရားတပည့်တော်များရိုသေစွာလျှောက်ထားပါတယ်ဗျာနမောတသဗ္ဗောဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ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 မြန်မာပါဆိုလေအရဟတောသီလကိုဝါသီလခံယူထားကြတာကိုဝါသီလအခုလည်းပဲထပ်ပြီးတော့ခံယူသေးတာဘုရားဘုန်းကြီးရှိရဘုန်းကြီးကရှိရတိုင်ပေးပါမယ်နောက်ကလိုက်ဆိုတာအဟံဗန္တိဣတရဏိနာသဟသံဃာရဝတ္တဒုက္ခတောမောစနထာယဣတရဏေနသဟနဝေင္ကသမနာကတံဥပောသထသီလံသမာဓိယာမိနောက်တစ်ခေါက်ဆိုရလားကဲဆိုရကြည့်တော့မဟုတ်သမာဓိယဓမ္မယာသမိကသီလကိုတောင်းလိုက်တာအခုဟာကသရဏဂုံတစ်ခါတည်းထောက်တည်လိုက်တာတိသနေနသဟနဝေင္ကသမနာကတံဥပောသထသီလံသမာဓိယာမိဆိုတာတခါတည်းကိုယ်ဝလုံးထောက်တည်လိုက်ကြနော်ယမဟာဝဒာမိတံဝဒေသအာမနေပါရှင်ဗျာဥချာ
ဘုန်းကြီးကတရားရှေ့ရှေ့ဟောနိုင်အောင်ကျမ်းမာရေးမကောင်းသေးဘူးဒါကြောင့်တို့လိုပဲဟောရအခုလာကတကူလာဟုတ်လားတကူလာရာသီအနေနဲ့တော့ဘာရာသီတော့ပါလေနှွေရာသီတော့ဟုတ်လားရာသီအနေနဲ့တော့မိတ်သားရာသီရာသီကတော့မိတ်သားရာသီဘုန်းကြီးတို့ငယ်ငယ်ကအကျောင်းမှာတင်ရတဲ့ရတာတကူရဲ့မစုံမိတ်သားရာသီခန့်ကိုရင်ကပံပွင့်မြဲဖြစ်ပါသည်ဖေဟာရာသီအနေနဲ့တော့မိတ်သားရာသီပဲပန်းပွင့်လာတော့ခန့်ကိုပံရင်ကပံပွင့်ညာဒီလားအဲ့လိုအမှားသာပြုရဒီလာမှာတခြားဘာထူးခြားသေးတယ်ဆိုတော့ຫນွေလာရဲ့ຫນွေရာသီလာရဲ့အစလာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားယရဏသုတ်ဒေသနာတော်ဟောတဲ့အခါမှာဒီရာသီထည့်ဟောတာယရဏတုတ်ကတော့ဘုရားယတနာတရားယတနာသံဃာယတနာဒီဥသောယတနာသုံးပါးနဲ့ပတ်သက်လို့မှန်ကန်တဲ့သစ္စာစကားဆိုပြီးတော့အဲ့ဒီသစ္စာမှန်ကန်တဲ့သစ္စာစကားဆိုခြင်းကြောင့်သတ္တဝါတွေအလုံးချမ်းသာကြပါစေလို့သတ္တဝါတွေချမ်းသာဖို့ရဆုတောင်းတာအဲ့ဒီမှာဒီလားနဲ့ပတ်သက်လို့မြတ်စွာဘုရားဟောထားတာရှိတယ်ဒီအဲ့ဒီယရဏသုတ်မှာပဲဘုန်းကြီးကပါဠိမရုပ်ပါဘူးမြန်မာပြန်တစ်ခါတည်းရွတ်လိုက်မယ်အာရုံနားလည်အောင်အဲ့ဒီမြန်မာပြန်ကတော့ဘုန်းကြီးတို့မမွေးခင်အနှစ်50လောက်ကတွန်တေးဆရာတော်ဆိုတာစာရေးကောင်းတာသူရေးထားတဲ့ပါဠိတော်ဘာသာပြန်နေတရားပေါ်လေအနဲ့ပေါ့အဲ့ဒီကတချို့တော့ဘုန်းကြီးကလည်းအကျိုးပဲရနေတယ်အဲဒါအဲ့ဒါရွတ်ကြရအောင်ဂိမာနာຫນွေလိုက်မဆိုနဲ့ဂိမာနာစေဥဝစຫນွေကာလဖြစ်သောဂိမာနာຫນွေဥပေါစပထမလဖြစ်သောမာသေယနံသင်္ထုံရောင်စင်းစုံသည်ဖူးငုံရွက်ချပွင့်လာခါဟုခါလူ၌မာသာကိုတွန်တေးဆရာတော်ကသူကမာသာရဲ့သရုပ်ပေါ်အောင်ရေးတယ်မာသာကတော့အဓိပ္ပာယ်ကလှပါပဲအဲဒါတကူလာလို့ဆိုလိုတော့ပါပဲအဲ့ဒါကိုပဲဂိမာနာຫນွေဥအစလေတပေါင်းလားတကူလာဖြစ်သောမာသေယနာသင်္ထုံရောင်စင်းစုံသည်ဖူးငုံရွက်ချပင်လာခါဟုတဝါလာတကူ၌ဒီတကူလာຫນွေဥရဲ့လဖြစ်တော့ဒီလမှာ
ဆောင်းလာကနေပြီးပြောင်းလာတော့ဒီလမှာသစ်ပင်တွေဟာအရွက်တွေချကြတယ်ရွက်တွေချပြီးရွက်နုတွေပေါက်ကြတယ်အဖူးတွေလည်းပေါက်ကြတယ်အဲ့လိုနဲ့တော်တော့ဟာအဲ့ဒီရွက်နုတွေနဲ့အဖူးတွေနဲ့အမှန်တန်လှပနေတယ်အဲ့ဒါတွန်တေးဆရာတော်ကဟောတာမာလေယနံသင်းတုံရောင်စင်းစုံသည်ဘုံငုံရွဲ့ချပွင့်လာခါဟုလာရခု၌ဖုံးစီတဲ့ကေစွန့်စွင်ကာကပင်လုံးပြုအဖျားရှိသောဝဏပကုံမေခန့်ကညာညာပင်စုံပွားသည်မာမာမို့မို့လေပြေတို့လျင်ရွတ်ရွတ်လှုပ်ရိုင်းရကုံမြိုင်ထီတော်လို့ပြီးပြီဝဏပကုံမေအစာအစကဒီတုတ်အစကလိုပဲဒီသိက္ခာဘုအစကလိုပဲဝဏပကုံမေဖုံးစီတဲ့ကေဟိမာနမတေပထမသမိန်ကိမေတထုပမဓမ္မဝရဒေတိနိဗ္ဗာနကာမိန်ပရမဟိတယမြတ်စွာဘုရားမိန့်ကြတာအဲ့ဒါကိုသရုပ်ပေါ်အောင်တွန်တေးဆရာတော်ကရေးရမာလေယနံသင်းထုံရောင်စင်းစုံသည်ဖူးငုံရွဲ့ချပွင့်လာခါဥလာရခု၌ဖုံးစီတဲ့ကေစွန့်စင်ကာကပင်လုံးကျိုအဖျားရှိသောဝဏပကုံမေခန့်ကညာညာပင်စုံပွား၍မာမာမို့မို့လေပြေတို့လင်ရွတ်ရွတ်လှုပ်ရိုင်းရကုံမြိုင်ထီတို့ဥဒီသည်သတိရိကောယတတင်းလေလှပါတင်းလေလှပါကျက်တိရှိလာတကယ်သို့တထုပမံထိုတော်ဥကြီးပမထိုဩကျုပ်ဥကြီးသဖွယ်တင်းလေလှပါကလျာဏသုံးဆုံးကလျာဏသုံးဆုံးသောထပြင်စနာသာသောပိုင်းနံတို့နှင့်ပြည်စုံသောသုံးဘုံပိဋက9ရက်နိကေကိုးစွယ်အင်္ဂါဓမ္မခန္ဓာပေါင်း8400ဟုမြားမြံကျေလပရိယတ္တိတရားဒီဟုသောဓမ္မဝရံတရားတော်မြတ်ကိုဘုရားရှင်တော်မြတ်ဖရာကြီးရဲ့လေသည်ကရုဏာလုံဘောရွှေချမ်းတော်ဖြင့်ရွှေဉာဏ်တော်ဖြင့်ဟောပေါ်ညွှန်ကြားဆုံးမတော်မူပါငယ်လေပြီတပေါင်းလာမှာသစ်ပင်တွေကအရွယ်လေးတွေအရွယ်ဟောင်းတွေချအရွယ်လေးတွေချအဖူးတွေအပွင့်တွေကလည်းတပေါင်းနဲ့တကူမှအများကြီးဖူးကြပွင့်ကြတော့တောအုပ်ကြီးဟာအမတန်ကြီးလို့ကောင်းသာယာလှပါတယ်အဲ့ဒါလိုပဲတဲ့အဲ့ဒီတောအုပ်ကြီးသာယာလှပါတယ်လို့မြတ်စွာဘုရားရဲ့ပရိယတရားတော်ဟာလည်းပဲသတ္ထပြင်စနာပြည့်စုံပြီးတော့အမတန်ပြည့်စုံတဲ့အတွက်အမတန်မွန်မြတ်လာတယ်သတ္ထဆိုတာအ내အဓိပ္ပာယ်နဲ့ပြည့်စုံတယ်ပြင်စနာဆိုတာသရာနဲ့ပြည့်စုံတယ်မြတ်စွာဘုရားဟောကြားထားတဲ့ပရိယတရားတော်ဟာအ내နဲ့လည်းပြည့်စုံတယ်သရာနဲ့လည်းပြည့်စုံတယ်ဒါကြောင့်မို့ဒီတရားတော်ကိုသင်ညကြားသံဃာနာသင်ညတဲ့အခါကျတော့
ကလျာဏသုံးပုံဆိုတာကတော့ကလျာဏဆိုတာကောင်းခြင်းသုံးရာဒီပရိယတ်တွေတရားတော်မှာကောင်းခြင်းသုံးရာရှိတယ်အစရဲ့ကောင်းခြင်းအလယ်ရဲ့ကောင်းခြင်းအနှုတ်အဆုံးရဲ့ကောင်းခြင်းအဲ့ဒါဘုန်းကြီးတို့ပြိဿလည်းဒီကောင်းခြင်းသုံးရာတော့ဖတ်ဘူးမှာပါဖတ်ဘူးရလားဘဂဝတာဓမ္မောရှင်တော်မြတ်ဗျာဟောမိတ်ကြသည်မဲ့လေးပါးဘုလေးပါးနိဗ္ဗာန်အပြင်ကိုယ်ဝါသောတရားတော်မြတ်သည်နာစဉ်ချမ်းသာတရားနာနေတုန်းလည်းချမ်းသာတယ်ကောင်းလိုက်တာကျင့်ချမ်းသာ၍ကိုယ်သိတဲ့တရားကိုကိုယ်ကသဏ္ဍာန်ဖြစ်ပေါ်အောင်ကျင့်ရတဲ့အခါမှာလည်းပဲအမှန်တန်ကောင်းတာပဲအလေကောင်းရင်အဲ့လိုပြည့်စုံအောင်ကျင့်မိတဲ့အခါကျတော့ဆင်းရဲခတ်သိငြိမ်းရနိဗ္ဗာန်ကိုရကြတယ်အဲ့ဒါကအဆုံးဤကောင်းခြင်းအစဤကောင်းခြင်းအလေဤကောင်းခြင်းအဆုံးဤကောင်းခြင်းဆိုတဲ့ကောင်းခြင်းသုံးကောင်းခြင်းသုံးပုံနဲ့ပြည့်စုံတဲ့ပရိယတ်တရားတော်ဒါအဲ့ယရဏသုတ်ထဲမှာပါတာနော်ပိယိကြီးအဲ့ထဲမှာပါကလျာဏသုံးစုံသုံးပုံပိဋကအနေနဲ့တော့သုံးပါတဲ့ဒီတရားတော်ကပရိယတ်တရားတော်ကပိဋကသုံးပုံကတော့ကျင့်ညက်နေကြတာရှိမှာပါပဲသိရတယ်မဟုတ်လားမှာပါဝိနိပိဋကသုတ်တံပိဋကအဘိဓမ္မာပိဋကဟုတ်တယ်မဟုတ်လားဝိနိတရားတော်တွေပေါ်ပြတဲ့အပိုင်းကိုဝိနိပိဋကကျင့်မှုကြံမှုလိုက်နာဖို့ဖော်ပြတဲ့အပိုင်းကိုသုတ်တံပိဋကအဘိဓမ္မာပိဋကကတော့သဘာဝတရားတွေရဲ့သဘောတရားတွေဖော်ပြတဲ့ပိဋကဝိနိပိဋကသုတ်တံပိဋကအဘိဓမ္မာပဲသုံးပုံပိဋက900နိကေအားဖြင့်ဆိုလို့ရှိရင်ဒီပရိယတ်တရားတွေဟာငါးစုရှိတယ်ကာယနိကာယဆိုတာအပေါင်းစုအဲ့ဒီအပေါင်းစုအနေနဲ့စုလိုက်တော့ငါးစုရှိတယ်တဲ့ဒီကနိကေဒေသနာတော်အရှိတွေပေါင်းစုထားတာမေဇိမနိကေဒေသနာမတုံးမရှိတွေပေါင်းစုထားတာတန်ယုတ်တနိကေဒေသနာတွေသဘောတူရတစုစီတွဲပြီးတော့ထားတာအင်္ဂုတ္တရနိကေဒေသနာတော်တွေကိုသူ့အရေးအတွက်နဲ့သူဒီဒေသနာကတစ်သုတ်ဒီဒေသနာကနှစ်သုတ်ဒီဒေသနာကသုံးသုတ်စတယ်ဗျအဲ့ဒါ7သုတ်ဒီအင်္ဂုတ္တရနိကေခောဒကနိကေဆိုတာကတော့သုတ်ဒေသနာအတူလေးတွေကိုစုပုံထားတာဒီကနိကေမေဇိနာနိကေသံယုတ္တနိကေခောဒကနိကေလို့နိကေ9ရက်နိကေ9ရက်ပိဋကသုံးပုံပိဋက9ရက်နိကေ9ဇော်ရဲ့အင်္ဂါဒီပရိယတ်တရားတော်ကအင်္ဂါအနေနဲ့ရည်တွက်မဲ့ဆိုရင်9ပါဒါတော့ပြိဿမလွယ်ဘူးဘာကြောင့်လဲဆိုတော့မယင်းနှိတဲ့စကလုံးတွေပါတယ်မယင်းနှိတဲ့စကလုံးတွေပါတယ်9ဇွဲအင်္ဂါဓမ္မခန္ဓာပေါင်း8400နဲ့
တရားအစုတရားတူရတရားအစုတွေစုလိုက်တဲ့အခါကျတော့အစုပေါင်း84,000ရှိတယ်ဓမ္မခန္ဓာပေါင်း84,000ဟုများမြောင်တွေလက်ပရိယတရားတော်မြတ်ကိုအဲ့ဒါကိုလည်းပဲမြတ်စွာဘုရားဟောခဲ့တယ်တဲ့ဒီတရားတော်ကြီးတရားတော်ကြီးဘာနဲ့တူလဲဆိုတော့နွေရာသီမှာတောထဲမှာသစ်ပင်တွေသီးရွက်တွေအပွင့်နေနဲ့မြိုင်ဆိုင်ခက်လာပပကြီးဖြစ်နေတယ်လို့ဒီတရားတော်တွေကလည်းအစုံမသိအပ်တာမရှိတော့ဘူးသိရမှာလေအဲ့ဒါများဆိုပါလဲတဲ့သူကဝဏ္ဏပကုံကအဲ့ဒါတော်ရကတော့အုတ်ကြီးနဲ့တူတယ်တဲ့အဲ့ဒါလိုမြတ်စွာဘုရားမိန့်ထားတယ်ဝဏ္ဏပကုံမေမာသေးယနံသင်ထုံရောင်စင်းစုံသည်ဖူးငုံရွက်ချပွင့်လာခါဟုလာသကု၌ဖုတ်စီတဲ့ကေစွင့်ကားကပင်လုံးကျုပ်အဖျားရှိသောဝဏ္ဏပကုံမေခန့်ကန်ညာပင်စုံပွားသည်မာမို့လေပြေတို့လျင်ရိုးလှုပ်ရန်ရကုန်ထိုင်မြိုင်ထီတို့ကြီးသတိကောလျာသာကျွန်းချံတင့်နေလှပါတကဲ့သို့တထုပမန်ထိုဩကျတောအုပ်ကြီးပမထိုတောအုပ်ကြီးတပွဲတင့်တယ်လှပါထူးဆန်းလာသောကလျာဏသုံးပုံသတ္ထပြင်နာအစုံနှင့်ပြည့်စုံသောသုံးပုံပိဋက9ရက်နေ့ကကိုယ်စွဲအင်္ဂါဓမ္မခန္ဓာပေါင်း84,000ဟုများမြောင်စေကြပရိယတရားတော်ဒီဟုသောတရားတော်ကိုဘုဒ္ဓမြတ်စွာဘုရားသည်ဘုဒ္ဓငါတို့ဆရာရှင်တော်မြတ်ဘုရားသည်အတေတိကရုဏာလှုံ့သောရွှေဉာဏ်တော်ဖြင့်ထောက်ပေါ်ကျူသည်ဟောကြားတော်မူခဲ့လေသည်ဒီပရိယတရားတော်မြတ်စွာဘုရားသည်ဟောကြားလာတဲ့ဒါကြောင့်ဒီပရိယတရားတော်ကြီးကဥပမာနိုင်မဲ့ဆိုလို့ရနွေရာသီတကူလတပေါင်းတကူပစုံလာတို့မှာသစ်တော်ကြီးကလှတာပါနဲ့ပြိုင်မြိုင်ဆိုင်အပွင့်နေဆိုင်နေတယ်လို့အဲ့လိုပဲရှိတယ်တဲ့အာမြတ်စွာဘုရားမိတ်ရတယ်ဣဒံဘိဓမ္မေဝဏ္ဏဘဂုံမေယထာဘုဒ္ဓိတက်ကေဂိမာနာမသေပသမသမိန်ဂိမေတရူပမံဓမ္မဝရံဒေတိနိဗ္ဗာန်ကံမိဟိယာယအဲ့ဒီမှာနိဗ္ဗာန်ကံမိခန္ဓာကိုယ်ကြီးပစ္စည်းကုန်ခံနိဗ္ဗာန်တိဟုသောတရားသို့သွားရလမ်းမဲ့ဖြစ်သောဒီပရိယတရားတော်ဟာနိဗ္ဗာန်ကိုသွားရလမ်းနဲ့ဟုတ်တယ်နိဗ္ဗာန်သွားတဲ့လမ်းကပရိယသင်မှပရိယဆဲကသင်ထားတဲ့ဟာကိုကျင့်မှအဲ့လိုကျင့်မှနိဗ္ဗာန်ကိုရောက်တော့ဣယံဘိဗုဒ္ဓေယံဘိဗုဒ္ဓဤငါတို့ဆရာရှင်တော်ဘုရားသည်ပြလင်ပဏိတံလောကီယေရနာအပြာပြာတို့တည်းကဲသာလွန်မြတ်ချီးမွမ်းအပ်သောရတနာထူးမြတ်သောယရနာစစ်ဖြစ်ပါပေ၏ဣတိနာသစ္စာဝိသေနဤသို့
မှန်ကန်သောသစ္စာစကားကိုဆိုရခြင်းကြောင့်ဘာနိနန္တသဝါတို့သူဘာနိနသတ္တဝါတို့ဒုက္ခချမ်းသာခြင်းသည်ဟောတုဖြစ်ပါသေးသတည်းအဲ့ဒီတကူလအခါကိုအလေးတယူအလေးကရုပြုပြီးတော့မြတ်စွာဘုရားကလည်းဟောတယ်မြတ်စွာဘုရားဟောတဲ့တိုင်းမြတ်စွာဘုရားရဲ့တပည့်သားတွေကလည်းကြည့်နေတွန်တေးဆရာတော်တို့ရေးကြပြုတတ်တဲ့ဆရာတော်များကလည်းရေးကြပြုကြတယ်အမှန်တန်ကောင်းတဲ့ဆရာတော်အဲ့ဒါတွေကအကျဉ်းချုပ်ကတော့မြတ်စွာဘုရားရဲ့တရားတော်မြတ်စွာဘုရားအခုဒီမှာဖော်ပြထားတာတွေအမှန်တရားတွေပဲဖော်ပြတာမမှန်တဲ့တရားတွေမဖော်ပြဘူးဒါကြောင့်သစ္စာစကားကိုဖော်ပြထားတာဖြစ်တဲ့အတွက်ဒီသစ္စာစကားကြောင့်သတ္တဝါတွေချမ်းသာကြပါစေဒါကြောင့်ဒီကနေ့လည်းဘုန်းကြီးတို့ဒီတကူလအခါမှာမြတ်စွာဘုရားနဲ့မြတ်စွာဘုရားရဲ့တပည့်သာဝကကြီးယဟန္တာကြီးများကဲသို့ပဲမှန်ကန်တဲ့သစ္စာစကားကိုဆိုရခြင်းကြောင့်သတ္တဝါတွေဘေးပြာမှန်လည်းများမကြံရအောင်ပျောက်ငြိမ့်ပြီးတော့ချမ်းသာကိုခံစားရပါစေလို့အဲ့ဒါလိုဘုန်းကြီးတို့ဆုတောင်းရတယ်ဒါကြောင့်ဒီနေရာမှာဘုန်းကြီးတို့ခါတိုင်းရွတ်နေကြဆောင်းပုတ်ကလေးရွတ်ကြအောင်လို့တကူလအခါဆိုတာနောက်တစ်နေ့ကူတဲ့အခါဒါကြောင့်တချို့ကတာကူလလို့ရေးတယ်တာဆိုတာအတာဆိုတာနှစ်ကူရဆိုတာအဟောင်းကနေပြီးအလစ်ကိုပြောင်းလိုက်ကူလိုက်တာကူလလို့ရေးတယ်ဒါမှမဟုတ်အများကတော့တန်ကူလလို့ရေးပါတယ်တာကူလဆိုတာအတာဆိုတာအခုလည်းသုံးရပဲအသာဆိုတာနှစ်ရဲ့ရှေးခေါ်ပဲအတာဆိုတာဘုန်းကြီးတခါတည်းအဲ့ဒီအတာနဲ့ပတ်သက်လို့မှတ်မိတာလေးတခုကြည့်တယ်အတာကူးတဲ့ဂိမ်းအတာကူးတဲ့နှစ်ဦးဂိမ်းမှန်တွေဘယ်ကရထားလဲသိပါ့အတာကူးတဲ့နှစ်ဦးဂိမ်းမှန်တွေနှစ်ဟောင်းကနေပြီးနှစ်စစ်ကူးရနှစ်စစ်ကူးတဲ့ဂိမ်းမာနຫນွေရာသီရဲ့ပထမဆုံးလားဘောဓမရဲ့မြို့မငြိမ်ဒီချင်းတွေကတပိုင်းတစ်သားထမရဲ့အတာကူးတဲ့နှစ်ဦးဂိမ်းမာຫນွေရဲ့အချလေးသဘောကျတယ်စိတ်ချက်ချင်းနေတာဒီတော့အခုတကူလာကတော့ငရင်လေလို့မိုးလေရွာတော့အချိုးမကြတာပဲအဲ့ဒါလေးအားလုံးပပြောက်ပြီးတော့အကုန်လုံးဒုက္ခမှန်များငြိမ့်ပြီးတော့ဒုက္ခမှန်များအားလုံးစုပြီးခံစားရပါစေလို့ဘုန်းကြီးတို့လည်းဆုတောင်းရအောင်ကိုင်လိုက်ဆိုနေဟောင်းကုန်ပြောက်နှစ်သိရောက်ထွန်းတောက်မင်္ဂလာရှိပါစေနေဟောင်းကုန်ပြောက်နှစ်သိရောက်ထွန်းတောက်မင်္ဂလာရှိပါစေသို့နေဟောင်းကုန်
နေ့စဉ်မင်္ဂလာဒီချိန်ခါစိတ်မှညင်မဲကင်းပါစေနေ့စဉ်မင်္ဂလာဒီချိန်ခါစိတ်မှညင်မဲကင်းပါစေပတ်လုံးစိတ်ဖြူဖို့ရွှင်ပြုံးကြည်သာရှိပါစေတစ်နှစ်ပတ်လုံးစိတ်ဖြူဖို့ရွှင်ပြုံးကြည်သာရှိပါစေနောက်တော့ဘာလိုက်မလားကုသိုလ်ကျမ်းမှာပညာစည်းပွားဒီလားတိုးပွားကြပါစေကုသိုလ်ကျမ်းမှာပညာစည်းပွားဒီလားတိုးပွားကြပါစေကုသိုလ်ကျမ်းမှာပညာစည်းပွားဒီလားတိုးပွားကြပါစေကုသိုလ်ကျမ်းမှာပညာစည်းပွားဒီလားတိုးပွားကြပါစေကုသိုလ်ကျမ်းမှာပညာစည်းပွားဒီလားတိုးပွားကြပါစေတလောကလုံးမေတ္တာဖုံးရွှင်ပြုံးကြပါစေတလောကလုံးမေတ္တာဖုံးရွှင်ပြုံးကြပါစေဆိုကြည့်ပါနောက်တစ်ခေါက်အဲ့ဒီစုတောင်းဒေသနာအတိုင်းတလောကလုံးမေတ္တာဖုံးအောင်အားလုံး
ကြိုးစားပြီးမေတ္တာတရားပွားများအားထုတ်ကြခြင်းအပြင်မေတ္တာရောဝိပဿနာရောမိမိတို့တဏ္ဍာမှာတိုးတက်ဖြစ်ပွားပြီးကိလေသာခတ်သိမ်းချုပ်ပြငြိမ်းရာနိဗ္ဗာန်ကိုလင်းမြန်စွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေပြီးသွားပြီဒီလက်ချပေးဖို့ကြာပါသေးတယ်ဗျာပါပါလေဒီလက်ချပေးဖို့ကြာပါသေးတယ်ကြာပါသေးတယ်မလို့ပါနဲ့အခမ်းအနားအစီအစဉ်ရအခုချိန်ကဒီလက်ချဖို့ပါဗျာလို့လျှောက်ပါပြီးတော့ယုတ်သေးသောကြောင့်တော့ပြီးတော့မူပါဗျာအခမ်းအနားအစီအစဉ်ရဘုရားတပည့်တော်တို့ကိုဒီလက်ချမြတ်ပေးပါရန်ယုတ်သေးသောလျှောက်ထားပါလေဗျာကဲရည်သေးချတယ်ဆိုတော့လေတို့ပရိသတ်အားလုံးနဲ့ရည်သေးချရမှာပေါ့နော်ကဲလေအရှင်ဖရာဒီတော်များသည်ဤယနေ့ဤချိန်ခါ1389ခုနှစ်ပညာနှစ်ရက်ကူအချိန်ခါ၌ဘုရားတရားယရဏသံဃာယရဏသုံးပါးနှင့်တကွာဆရာသမားတို့ကိုယိုသည်မြတ်တို့လက်စုံမိုး၍ရှိခိုးကြော့ခြင်းနေဥပူဇာမင်္ဂလာကိုပြုစုစည်းဝေးကြပါကုန်၏မိမိတို့တတ်ဆွမ်းသမျှဝိထုငွေတို့မှဖြစ်ပေါ်သောပစ္စည်းလေးပါးတို့ဖြင့်လည်းလူဒန်းပူဇော်ကြပါကုန်၏ကိုယ်ပါသီလကိုလည်းခံယူဆောက်တည်ကြပါကုန်၏နေဥမင်္ဂလာတရားတော်ကိုလည်းနာကြားကြပါကုန်၏ဝေယဝိသကိုလည်းဆောင်ရွက်ကြပါကုန်၏ဤသို့ယနေ့ယခုတတိတော်တို့ပြုစုရသောဤနှစ်ဥပူဇာမင်္ဂလာကုသိုလ်ကြောင့်တတိတော်တို့သည်ပညာရှိသူတော်ကောင်းတို့နှင့်သာဆိုပါ
မိတ်ဆွေသူတော်ကောင်းပေါင်းတို့များဘုရားလူတော်များနောက်ဆုံးအစီအစဉ်ရချမ်းမြေ့ရိပ်သာဆုတောင်းမေတ္တာဖို့ဆောင်ဖို့ဖြင့်အခမ်းအနားကိုရုပ်သိမ်းကြပါစို့ခင်ဗျာသူတော်စင်မြတ်နေတဲ့ဒီလိုရှင်တမည့်ဆရာတော်ဘုရားဇာညောင်းတို့ပြန်လည်ကြွမှာဖြစ်ပါလေဗျာကျွန်တော်တို့မေတ္တာပို့ပြီးတော့ဆရာတော်ဘုရားကိုဇာညောင်းတို့ပြန်လည်ပို့ဆောင်ရမှာဖြစ်ပါလေဗျာဆရာတော်ဘုရား